မင်းအောင်လှိုင်ရဲ့နှာနှုတ်နဲ့ရင်ဝါကိုစောင့်ကန်လိုက်တယ်နော်ဘူးလက်လားဆိုရင်အခုနေရတဲ့စစ်တပ်ကလာခေါ်ပြီးတော့ပျောက်ဆုံးနေတယ်ဆိုပြီးတော့တရင်တွေထွက်တယ်ပေါ့ဗျာဒီလောက်မင်းအောင်လှိုင်ကနော်သူ့ရဲ့ရွေးကောက်ပွဲကိုနော်ဒီလိုပြစ်တင်ဝေဖန်ရှုံချမှာစိုးလို့နော်ဥပဒေတွေထုတ်ပြီးတော့ဒီလောက်ဟန်တားနေတဲ့ခြားတွေကသူယုံကြည်ရတဲ့ကြက်ခိုင်ပါတီရဲ့စစ်တပ်ထွက်ပေါ်ဗျာဘူးလက်လားဆိုရင် NLD ကိုအများတန်းဝေဖန်ပုတ်ခတ်ပြောဆိုနေဘူးလက်လားဆိုရင်ကသူ့ရင်ဝစောင့်ကန်လိုက်တဲ့ပုံစံဖြစ်သွားတယ်ဘာလို့လဲဆိုတော့မင်းအောင်လှိုင်ကဒီ2020ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ NLD ကိုဒီမဲမတမာမှုမဲဆွဲမှားရမှုမဲခိုးတယ်ဆိုပြီးတော့လုတ်ကြံဖန်တီးပြီးတော့နိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မလူယူထားလို့နိုင်ငံတကာရဲ့ပြစ်တင်ပြောဆိုဝေဖန်မှုတွေမြန်မာနိုင်ငံသားတွေကပြောဆိုဝေဖန်မှုနဲ့စန့်ကျင်မှုတွေကိုအလူးလဲခံရတဲ့ချိန်မှာသူ့ရဲ့လူဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကဘူးလက်လာဆိုရဒီလိုမျိုးမဲစင်းမားတယ်နေပြီးတော့မှာနော်လူ900ရှိတာက300လောက်ကမဲစင်းမားနေတယ်ဆိုပြီးတော့ပြစ်တင်ဝေဖန်ရှုံချလိုက်တဲ့ကိုတော်တော်လေးသူကြက်ရိုက်ပြီးတော့ခန်းခတ်တယ်ပေါ့နော်ခုလက်ရှိသူ့ရဲ့လက်ရှိသူလုံမဲ့ရွေးကောက်ပွဲမှာလဲဒါကသူ့အတွက်အရှိုက်ကိုထိတယ်လို့ပဲထိတဲ့ပုံစံမျိုးကိုသူဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်ဘူးလက်လာဆိုရတော့လွယ်နဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ကိုအလျှော့ပေးမှာမဟုတ်တော့ဘူးလက်လာဆိုကိုအလျှော့ပေးမှာမဟုတ်ဘူးသူကျွန်တော်ထင်တာတော်တော်ပြင်းပြင်းထန်ထန်အရေးယူလိုက်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဒါသူ့ရဲ့ရွေးကောက်ပွဲကိုအမဲဆက်ဖြစ်အောင်ပထမအုံဆုံးပြောဆိုခဲ့တဲ့လူဖြစ်တယ်ဘာလို့လဲဆိုတော့သူဒီရွေးကောက်ပွဲကိုအတွက်ကိုဥပဒေပြဋ္ဌာန်းတာလဲဥပဒေအရာအရေးယူထားတာက64ရောက်တော့ရှိပြီဒါသူနဲ့ဆိုရင်65ရောက်မြောက်ဖြစ်တော့မှာပေါ့ဗျာဒါဘူးလက်လာစီကိုလည်းပြင်းထန်အရေးယူနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်